ခန္ဓာကိုယ်ပေါ်ထိုးနှံပေးလိုက်တဲ့တိတ်တိစမတွေကတကယ်ရောစွမ်းနေလို့လားစုတ်တော်ကိုင်းစေးတော်ပိုင်ခေါင်းဆောင်ဆရာတွေကကိုယ့်ရဲ့တပည့်သားသမီးတွေကိုအခြေခံအပြည့်ကာယဒိဋ္ဌိပိယဒိဋ္ဌိလာဘဒိဋ္ဌိဆိုတဲ့စမကလေးတွေထိုးနှံပေးကြတဲ့အခါမှာခံယူသွားတဲ့တပည့်သားသမီးတွေအတွက်တကယ်ရောစွမ်းနေလို့လားအဲ့တော့ဒိဋ္ဌိကဘယ်လိုမျိုးရတာလဲပညာပေးဆရာကြီးဖြစ်တဲ့စုတ်တော်ကိုင်းစေးတော်ကိုင်းဆရာကြီးတွေခေါင်းဆောင်ဆရာကြီးတွေပေးလိုက်တဲ့ဒိဋ္ဌိစမိုင်းနဲ့ပတ်သက်ပြီးတော့တကယ်စွမ်းခြင်းမစွမ်းခြင်းဟာခံယူသူကာယကံရှင်နဲ့အများဆုံးသက်ဆိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဥပမာပညာပေးဆရာကကာယဒိဋ္ဌိပေးလိုက်တယ်ဆိုတော့ခံယူတဲ့သူဟာသူတို့ဘာကိုထိခိုက်နေနာအောင်ပြုလုပ်တာမျိုးတွေကိုမလုပ်ရဘူး။ရန်ကိုရန်ချင်းမတုတ်ပြန်ရဘူး။အခြေခံအဖြစ်ဒီအချက်ကိုပိုင်နိုင်မှသာလျှင်ကာယဒိဋ္ဌိကိုပြီးမြောက်စေနိုင်ပါတယ်။အဲ့တော့လာဘဒိဋ္ဌိနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်ပထမပြောခဲ့တဲ့ကာယဒိဋ္ဌိအတိုင်းပဲလာဘဒိဋ္ဌိကိုပွင့်လန်းခြင်းတဲ့ပုံကိုတရားပါဒိဋ္ဌိစမထိုးနှံပြီးတဲ့အခါမှာရောမထိုးခင်အချိန်မှာရောသူအမြဲတမ်းပြုကျင့်နေရမှာကဒါနပေးကမ်းစွန့်ကြဲလှူဒန်းခြင်းဆိုတဲ့အလုပ်တွေမှာနှမျောတွန့်တိုတာမျိုးဆိုတဲ့စိတ်မျိုးမရှိရဘူးကိုပစ္စည်းကြတော့နှမျောတွန့်တိုတယ်သူများပစ္စည်းကြတော့မတရားသဖြင့်လိုချင်နေတဲ့စိတ်မျိုးတွေရှိနေမယ်ဆိုရင်အဲ့ဒီလာဘဒိဋ္ဌိကလည်းမပွင့်လာနိုင်ပါဘူးပိယဒိဋ္ဌိကိုအလိုရှိတဲ့ပုဂ္ဂိုလ်ကလည်းကိုကသူတစ်ပါးအကျိုးစီးပွားကိုစုပ်ယုပ်ဖျက်ဆီးစေမဲ့စကားလုံးတွေကိုမပြောမဆိုရဘူးသူများမကောင်းကြောင်းကိုနောက်ွယ်မှာသဘောလေပင်ပြောဆိုတာလို့မပြုလို့ရဘူးဒါမှသာလျှင်ပိယဒိဋ္ဌိကလည်းပွင့်လာနိုင်တာဖြစ်ပါတယ်အဲ့တော့ခံယူသူနဲ့ပဲအများဆုံးသက်ဆိုင်နေတာဆိုတော့ဒီစုတ်တော်ကိုင်းစေးတော်ကိုင်းခေါင်းဆောင်ဆရာကြီးတွေပေးလိုက်တဲ့တိဋ္ဌိစမတွေကမစွမ်းတော့ဘူးလားမဟုတ်ပါဘူးအဲ့လိုလဲစွမ်းပါတယ်စမစေးတော်သစ္စာအဲ့ပေးလိုက်တဲ့ဆရာတွေရဲ့အကျင့်သီလစရဏအားတွေကြောင့်တိဋ္ဌိစမတွေပေးလိုက်တဲ့အခါမှာအစွမ်းထပ်ပါတယ်ဘယ်လိုအစွမ်းထပ်လဲဆိုရင်တော့ကောက်ရိုးမိလို့ပဲတခဏတော့အကျိုးပေးနိုင်ပါတယ်ရှေးအတွက်တော့ခံယူထားတဲ့သူတွေကိုအကျိုးမပေးစေနိုင်ပါဘူးအဲ့တော့တိဋ္ဌိကိုလိုချင်တဲ့ပုဂ္ဂိုလ်ဟာတကယ်တမ်းကိုယ်တိုင်တိဋ္ဌိကိုလိုချင်ကိုယ်တိုင်ပိုင်အောင်ကြိုးစားရပါတယ်ခင်ဗျာ